ချစ်သူလားစကားတပွင့်ပွင့်ခဲ့တယ်အပိုင်း၈အမြဲစိမ်းစကားဖြူ Magnolia grandiflora ကျမ၏ခြေလမ်းတွေမှာတခုခုကန့်ညှိနေသလိုလေးလံတုံဆိုင်နေရဲ့ဒီမနက်ကမှပဲမျက်ပင်တွေကခိုင်းထပ်ပူပြီးမိုးဆူဆုခါရှည်လျားနေကြတယ်လို့ပဲသူတို့ကရှည်နေတော့ကျမရဲ့ထမိန်များနဲ့သူတို့ကိုထိမိကကျမထမိန်အောက်နားစားဆူထိုင်းလာခဲ့တယ်မနေ့ညနေကရွာချလိုက်တဲ့မိုးကြောင့်မြေကပ်ပန်းပင်လေးတွေအယောင်ဆုံးလှပနေကြတယ်သို့တော့သူတို့ကိုကျမငုံကြည့်မနေပါကျမပတ်ဝန်းကျင်တစ်ခုလုံးတင်းပြတ်မွှေးထုံလျက်ရှိသောစကားပန်းပင်တို့ရနံ့ကိုရှိုင်မွေးပြီးတော့လေကျမအထက်ကအုံမိုးလျက်ရှိရဲ့သူတို့ကိုမောမကြည့်အားပါသူ့ကိုကျမတွေးမှဖြစ်မယ်ဒါမဲ့သူကဘာမှလဲမျက်စိတစုံကြည့်လေရမှာမိုးတို့ထိလူမတက်မြင့်မတ်အုပ်ဆိုင်နေတဲ့တပင်ကြီးကြားလူတကူဆောင်မကကြီးမားတဲ့လုံးပတ်နဲ့မီးကိုရောင်အညူရောင်အနက်ရောင်မှုံမိုင်းသောပင်စီများ၏နောက်ွယ်တွင်သူရှိနေပါမလားသူရှိနေမှာပါတပင်ရဲ့နောက်ွယ်မှာသူရက်ပြီးကျမကိုသူစောင့်နေမှာခိုင်းလို့လေအဝါရောင်ပွင့်ချက်များဝစ်ဆန်များပြန်ကျဲနေသောအပင်တပင်အောက်သို့ကျမရောက်လာသည်ဒီပန်းပွင့်တွေကိုကျမရောက်ထဲကဒီတစ်ခါပဲတွေ့ရသေးသည်စကွာပွင့်နေပေါ့နော်တိတ်မွာသည့်စကားပါများအရင်နေ့ရတာသူတို့ကိုကျမတွေ့ခဲ့ရင်အပင်အောက်မှာတခဏရက်ပြီးငေးမောကြည့်နေမှာအခုတော့ကျမမစိတ်မအားလန့်နိုင်ပါသူ့စီကိုကျမရှောက်ရှင်လာပြီခွန်သားအသေးဝါကြီးလေအေးဆက်ချောက်တွေ့သောစကားတန်တစ်ခုဟုတ်လားရှင်ကသေပြီးသားလူတယောက်လားယင်ကျမအနောက်ဖက်သို့ပြန်လှည့်ကအိမ်စီသို့မျှော်ကြည့်လိုက်၏တပင်ကြီးကွယ်နေသဖြင့်အိမ်ကိုမမြင်ရအိမ်မှာဘယ်သူမှရှိနေမှာမဟုတ်ပါကိုတီဟာရွာထဲကိုသွားသည်ဒေါ်တင်ကမနေ့ပြန်ဖုန်းကြီးရေဆွန့်ကပ်ဖို့ကိစ္စအတွက်ဈေးကိုသွားတယ်ဆရာမခြံထဲမဆင်းနဲ့အောင်နော်သွားချင်ကျမပြန်လာမှသွားကျမမဆောင်နိုင်ပါဟိုးရှိကတစ်ပင်အောက်မှာကျမခဏတော့နားကျင်သည်ထို့အပင်သည်အရှိတ်ကောင်းလာ၏သူ့အောက်မှာနေပြောက်ကလေးတော့မှထိုးမှမဟုတ်အရွက်တွေကလည်းကြီးမားတောက်ပြောင်နေသည်ခဏလေးဟိုရှက်မြင့်မှလားကျမသည်မြေကမ်းပါသို့ပင်ရောက်လာခဲ့ပြီပေါ့ကျမဖက်နှက်နဲ့လွတ်နေသောခြေပြားလေးတွေကဆိုးထိုင်းမိုင်းသောမြေကြီးကိုထိမိသည်ရှေ့ဆက်လျှောက်သောအခါစိတ်ကနေအေးမြသောအရှိတ်အောက်သို့ရောက်လာခဲ့သည်ညရည်စည်းတန်ကိုစတင်ကြားရပြီရေတန်သည်လှိုင်တန်ပေါက်နေဒီနားအမြင့်ကမ်းမှာလှိုက်စားထားတဲ့လှိုင်ကောင်းတစ်ခုခုရှိနေတယ်လို့ပဲကျမအပင်အောက်မှာခဏရက်လိုက်သည်သူဒီနားမှာရှိမှာမဟုတ်ဘူးနင်းနဲ့တိတ်နီးတော့နေသူဒီဥယျာဉ်ကုန်းမြင့်ကစကားပင်နေနားမှာပဲရှိလိမ့်မည်ခဏလေးကျမထိုင်အောင်မှဖြစ်မည်မနာမနေလျှောက်လာခဲ့ဘလောက်တောင်ခရီးပေါက်ခဲ့ပြီလဲကျမထိုင်ချလိုက်မည်လို့ကြံရွယ်နေတော့ကျမမျက်စိရှိသို့တစုံတစ်ခုရှေ့ခနဲလွင့်လာသည်ရှူလအရိပ်တစ်ခုထို့အရာသည်ကျမ၏ခြေရင်းသို့ရောက်လာခဲ့သည်အမြင့်မှကျလာသောပန်းတစ်ပွင့်ဖြစ်လေသည်ကြီးမားလာသောအဖြူရောင်ပန်းတစ်ပွင့်ဖြစ်သည်ကျမဘဝမှာဒီလောက်ကြီးမားတဲ့ပန်းကိုတစ်ခါမှမမြင်ဘူးပါပန်းပွင့်ပိုင်ရှင်အပင်ကိုကျမမောကြည့်လိုက်၏ပေ100လောက်တော့အသာလေးမြင့်မှာပဲသို့တော့ထူးခြားသည်ကသူ၏အကိုင်းခက်များသည်အောက်တို့ငိုက်ကြစွာဖြာထွက်ပေးနေသည်ကျမလန်းလို့မိနိုင်သည့်အမြင့်ထီအောင်နှိမ့်လေ၏လမ်းလျှောက်ခဲ့ရလို့မောနေသောကျမအား
မွေးပြန်စိမ့်ဆိုသောစကားပင်တမီရိတ်ကစီးကြိုလိုက်သောအခါရှေ့ဆက်ဖို့ခွန်အားတွေကျမရလိုက်သည်ကျမခေါင်းပေါ်မှာဖြူဆွတ်သောပန်းကြီးတစ်ပွင့်ကျမမိနိုင်မိထင်သည်ကျမခြေပြားထောက်လျက်လက်ဆန်တန်းလိုက်သည်သို့တော့ကျမလက်ကမမိပါနည်းနည်းလေးပဲလိုနေသည်ခြေပြားကိုထောက်နိုင်သမျှထောက်ကြည့်သည်မမီကျမအနှဲငယ်စိတ်အားလျော့သွားသည်ထို့နောက်ကျမလက်လန်းနေသောအကိုင်းသည်ကျမစီသို့ညွတ်ကိုင်းလာတော့သည်ပန်းပွင့်ကကျမလက်နှင့်လာထိနေသည်ဟိုးလက်တစ်ဖက်ကမေနေကောင်းရဲ့လားကျမတုံခိုက်စွာရေမောမိသို့တော့အတန်းတူးတူးလေးပဲထွက်လာသည်ကျမကိုအမှန်တိုင်းပြောမလိုက်ရင်မဝင့်မရဲတွန့်ဆုတ်စွာမေးမိသည်သူကကျမအားကျင်နာစွာကြည့်သည်ပြောမှာပေါ့မေကိုမညာရဆုံးသူကမင်းမဲလေကိုခွန်သားတည်သွားခဲ့ပြီလားကျမစောအားတင်ပြီးမေးပြလိုက်သည်ကျမမေးခွန်းကြောင့်သူအနောက်သို့အနေငယ်ရိမ့်ရိုင်သွားသည်ချင်းသည်သူကျမကိုတခဏငေးဆိုင်ကြည့်နေသည်နောက်တော့သူရီမောနေသည်အော်မေရဲ့သူကမျက်စီကိုတစ်ချက်လှမ်းကြည့်ပြီးမှပင်သက်ရှိုက်သည်ဟိုစိတ်မဆိုးနဲ့နော်သူကပြောနေလို့အဲ့ဒါသူကျမနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်နေရာပြင်၍ရက်လိုက်၏ထို့နောက်ကျမကိုသူ့ညာလက်အားကမ်းပေးသည်ကိုလက်ကိုမင်းထိကြည့်လိုက်စမ်းပါမေအဲ့ဒါတည်သွားပြီးသားလူလားမေပဲကိုပြောပါကျမကိုကမ်းပေးနေသောညာလက်ကိုကျမလက်ဖြားဖြင့်အသားအရာထိကြည့်လိုက်သည်အနှင်းငယ်ကျန်းရှာသောခြောက်တွေ့သောနှွေးထွေးသောလက်ဖြစ်သည်သူခက်ဟဟရေပြန်၏ရဲကင်ကြည့်ပါမေရဲ့ကျမဘဝမှာဒဇိန်တယောက်ရဲ့လက်ကိုတခါမှမကင်ဘူးကျမထင်ခဲ့ဘူးသည်ဘဝမှာပထမဆုံးဆုပ်ကိုင်ရမယ့်လက်ကမင်းညိုစင်ရဲ့လက်သာဖြစ်လိမ့်မယ်လို့ကျမထင်ခဲ့ဘူးသည်ကျမသည်ပထမမှာမဝင်မရဲနောက်တော့ခက်ဖွားဖွားနောက်တော့တင်းတင်းဆုပ်ကိုင်မိသွားသည်နှွေးထွေးသောညှို့ယူသောခွန်အားတစ်ခုကကျမလက်ထဲကိုတစိမ့်စိမ့်စီးဝင်သွားလေသည်သူ့လက်ကပါကျမလက်ကိုပြန်ဆုပ်ကိုင်လိုက်၏တင်းကျပ်စွာတေချာစွာစိုးမိုးပိုင်နိုင်စွာထို့နောက်ထိုလက်ပြစ်ပင်ကျမကိုသူ့စီသို့ဆွဲယူလိုက်သည်ကျမတကူလုံးသူ့ကိုယ်ခန္ဓာနှင့်ထိကပ်သည့်အထိရိုင်သွားခဲ့သည်မျောလင့်မထားသောလှုပ်ရှားမှုဖြစ်၍ကျမအသက်ရှူမှားသွား၏မေကျမပါးပြင်တွေပူနွေးနေသည်ဖြင့်သူ့ကိုကျမမောမကြည့်ရဲပါကျမခေါင်းကိုငုံဆိုင်ထားမိသည်ကျမနှစ်ဖူးနှင့်သူ့ကော်လာအောက်ဆုံးကျယ်သည်ထိမိသည်ဟော်ရီဒီနေရာမှာကိုယ်နှလုံးသားခုန်နေရဲ့မေရဲ့မေးလိုက်နဲ့ဖိကြည့်သူတင်းကျပ်စွာဆုပ်ကင်ထားသောကျမလက်ကိုသူ့ဘယ်ဘက်ရင်ညွှန်းမော်သို့တင်းတင်းဆွဲဖိပေးသည်အိုးကျမလက်ဘွားအောက်မှာတဆက်ဆက်လှုပ်ခုန်နေသောတွေ့လားသူ့အတန်ကကြည်စဲလိုသည့်အတန်ကျမရှက်ရွံ့စွာခေါင်းငိမ့်လိုက်၏တီကြောင်ပါးနဲ့ကက်ကြည့်ခြင်းသေးလားကျမထို့တော့ကျမမျက်နှာကိုသူ့ရင်ခွင်သို့အပ်သွားသည့်အထိဆွဲယူခံလိုက်ရသည်ကျမပါပြင်သည်ပျော်ဤနူးညံ့သောအင်ကြီးအောက်ကပြေတင်းနှွေးထွေးသောလှုပ်ရှားမှုတစ်ခုနှင့်ထူးဆန်းစွာထိကပ်မိသွားသည်မေသူ့ညီတန်တူတူအောက်မှာကျမကိုလမ်းဖြန့်သွား၏ကျမမျက်လုံးလေးဆူဆွတ်လာသည်
ကျမအားကိုတစီဖတ်တွေငိုရှိုက်ခြင်းနဲ့ရင်ဝင်ပိုင်ရှင်ကသူ့မမဟုတ်ပဲမိစောလူတယောက်ကတခြားလူတယောက်အတွက်နေရာတကာရှေ့ကနေလိုက်ကာကွယ်မပေးနိုင်ဘူးကိုကာကွယ်တတ်ရမယ်မင်းညိုတစုံတစ်ခုလှုပ်ခနဲ့ကျမရေရွတ်မိသွားသည့်နောက်တွင်သူဒီကျမအားသူ့ရင်ခွင်ထဲမှအသာတွန်းယူဖယ်လိုက်ပြီးကျမကိုစစ်စစ်ကြည့်သည်မေအဲ့နာမည်ကိုတာနှစ်ခါရှိပြီအဲ့ဘာတူလဲအော်ဒုက္ခပါလားကျမမင်းညိုစဲနာမည်ကိုတာမိပြန်ပြီကျမလိုက်ဟာတော့ရင်ဖြင့်အတန်အတွက်ရီမောမိသည်တငယ်ချင်းသူကကျမနဲ့အတူလိုက်ရဲလေသည်ကျမနောက်ဆုတ်ရက်တော့သူအသားတကြီးပင်ကျမလက်ကိုလှုပ်ပြီးကိုသေးပြီးထင်သေးလားကျမလက်မှဘယ်တော့မှလွတ်ကျသွားခဲ့မှမသိရဲ့စကားပြပွင့်ကိုမြေပြင်ပေါ်မှာသူငုံကောက်ယူလိုက်သည်ဒီစကားပြပင်ကိုနဲ့ဖေဖေစိုက်ခဲ့အော်မေတည်းရဲ့နှစ်ကပေါ့ဒါဖြင့်ဒီပင်က15နှစ်ရှိပြီပေါ့သူ့တီးကနိုဝင်ဘာဆိုမှဲ့ပြီမေတည်းကဒီဇင်ဘာလေးအဲ့ဒီချိန်မျိုးမှာအတီးလဲကွဲအထက်ကစိတ်လဲရင့်နေပြီပေါ့ဒီစိတ်လေးကိုပြိုးလိုက်ရုံပဲလေထိုခဏ၌အိမ်ဘက်စီမှလူတန်တဲ့တဲ့ကိုကြားရသည်ကိုတီဟာပြန်လာပြီးထင်သည်ကျမမသိစိတ်ကနှိုးဆော်လိုလားမသိရုပ်တရက်တတိယဝါတခုရှိသည်ကိုခွန်သားခဏနေလို့ရှိရင်ခြံထဲမှာလူ4-5ယောက်လောက်အလုံးလုံးနေကြရတော့မယ်ကျမသူ့ကိုတတိပေးလိုက်ခြင်းဟုကိုခံစားရသည်သူမျက်မှောင်ကျုံသွား၏ဘာလို့ကြမှာလဲစကားပင်တွေကိုရေးချမလို့တဲ့ဘာသူ့အတွက်တည်င်းကအထူးဆန်းဖြစ်နေသည်ဟိုလေဒေါ်တင်ကခြံထဲမှာပရိတ်ရွတ်ချင်လို့တဲ့ဆရာကိုကိုတီဟာကိုဖုန်းကြီးသွားပင်ခိုင်းထားတယ်အော်အဲ့ဒါလေစကားပင်တပင်အတွက်ဖုန်းကြီးတစ်ပါးဆိုတော့ဖုန်းကြီးဘယ်နှပါပင်ရမလဲသိဖို့ဖြစ်မှာပေါ့သူခက်မဲ့ပြုံးရင်အဲ့တော်ကြီးကလေဒီခြံထဲမှာနေလာနှစ်တွေကြာလာပြီအခုဒီစကားပင်ဘယ်နှပင်ရှိလဲမသိသေးဘူးလားစကားပင်เนี่ยအများကြီးကိုလို့ကျမဒေါ်တင်ဘက်မှာလိုက်ပြောမိသည်အခုမှလိုက်နေညနေအောင်ပြီးမှမဟုတ်ရေးပြီးသားတွေထက်ရည်နေမှာပါသေးရဲ့သူစိတ်တူတူနဲ့ပြောတော့လေတန်းကိုကျမရေချင်သွားတဲ့ဖြစ်ခိခနဲ့ရေလိုက်မိသည်အဲ့ဖုန်းကြီးကကိုခွန်သားအတွက်ရွှေချဖက်ကြမှာသူမျက်လုံးပြူးသွား၏ဘာပြောရဲဒေါ်တင်ကလေကိုခွန်သားကိုကောင်းရသူကလေးကိုရောက်စေချင်လို့တဲ့သူပထမတော့ထိုစကားကြောင့်မျက်နှာမှုန်မိုင်းသွား၏ထို့နောက်ရုတ်တရက်တဟားရဲချလိုက်သည်ကျမလည်းလိုက်ရမိပြန်သည်တွေ့လားမေအဲ့ကြောင့်ကိုသူတို့နဲ့မျက်နှာချင်းမဆိုင်ချင်တာသူချက်ချင်းအကြီးရက်ကကျမအားညှင်သာစွာငုံကြည့်မေး၏မေဘလို့ထင်လဲကိုကပရိတ်ရွတ်ပြီးတော့နှရမယ်လူလို့ထင်လားကျမသူ့ကိုမော်ကြီးလေးရဲ့ယုံကြည်စိတ်ကြစွာပြုံးလိုက်မိသည်ကျမတော်ကြီးကိုစိန်ခေါ်ထားရဲ့ကိုခွန်သားတဆေဆိုရင်တော့ပြေးမှာပေါ့လို့လူဆိုရင်တော့ပြေးမှာမဟုတ်ဘူးလို့သူကကျမရဲ့မျက်လုံးတွေကိုစိုက်ကြည့်ကပင်သက်တစ်ချက်ရှာရင်ပြောလိုက်သည်ပြောလိုက်ပါမေစကားပင်မောင်318ပင်ရှိရဲ့လို့ကျူးတဲ့စကားကလီလီတန်ဒရွန်ကျူးတဲ့ဖရီယာ
ပတင်းပေါက်ဖွင့်ထားသည်တဲကြီးမဲကြီးရွာချနေတော်မို့ကျမမချစ်မရဲ့ငေးမောနေမိသည်2 ရက်ရှိပြီနော်မိုးဆက်တိုက်ဆွေသွန်းရွာကလေးကမွေးပြန့်သောပန်းရနံ့နေနဲ့ဝေးခဲ့ရသည်ကြွေကုန်လောက်ပါပြီကရင်ပေါ်မှထထိုင်မှုပြင်လိုက်တော့အခန်းထဲကိုကိုတီဟာရောက်လာခဲ့သည်မမီစောမိုးပတ်မယ်လေပတင်းပေါက်ပိတ်ထားမှာပေါ့သူ့လက်ကင်မှာကင်လာတော့ရွန်းလင်မန်းကိုစာရေးစပွဲပေါ်သို့တင်လိုက်ခါပတင်းပေါက်စီသို့သူလျှောက်သွားသည်မပတ်ပါဘူးဆရာဖွင့်ထားလိုက်ပါသူခဏစဉ်းစားနေပြီးနောက်မပိတ်ပဲထားလိုက်သည်အဖျားရှိသေးလားဟုတ်ကဲ့နည်းနည်းပဲရှိရောဘယ်လောက်လဲ99.4 လားမသိဘူးသူကစပွဲပေါ်မှာသူတင်ထားတဲ့လင်မန်းနဲ့ကော်ဖီပကံကိုကြည့်လျက်ကော်ဖီနဲ့ကိတ်မုံကျွန်တော်ယူလိုက်ဒေါ်ကြီးကတော့မတ်မီစောကိုငရက်ဆန်ပြုတ်လုပ်ပေးဖို့ဈေးကိုသွားတယ်။အော်ကျမဆင်းလာမှာပေါ့ဆရာကလည်းအာနာဆရာကြီးမတ်မီစောအောက်မဆင်းရအောင်လို့လေအာနာဆရာမရှိပါဘူးကျွန်တော်ကဒီမှာဘာလို့မှမရှိရသူလို့ကျမကတင်မဆင်းလိုက်တော့သူကျမကိုလိုအပ်နေရင်ဖေးမလို့ရအောင်လားမသိအနားမှာအစင်သင်းစောင့်နေသည်သို့တော့တရက်တာလောက်အပြင်းဖြားရုံနဲ့တော့ကျမဘာမှမဖြစ်နိုင်ပါဆရာရောတောက်ပြီလားသူကပြုံးလေးရခေါင်းငိမ်ပြီးကျမထိုင်မှုကလထိုင်ကိုနောက်သို့ရွှေ့ပေးသည်သူတို့ညီကိုရဲ့အပြုံးကခက်စင်စင်ဟုအခုမှကျမသတိထားမိဒီမှာမိုးကဒါလိုပဲမရက်မနာရွာလားဆရာရွာရဲဗျတခါဆို9 ရက်10 ရက်လောက်ဆွေးနေရမတိတ်တော့ဒုက္ခပါလားအခုလိုသာမိုးရမယ်ဆိုရင်ကျမနေကောင်းသွားအောင်တော့ခြံထဲကိုဆင်းလို့မရထီးဆောင်လေးရဲ့ဆင်းဖို့ကကိုတီဟာခွင့်ပြုပြီးဆိုတော့ခွင့်လည်းပြုမှာမဟုတ်ပါဘူးသူရောက်လာမှာမဟုတ်ဘူးဒေါ်တင်ကတော့ဖုံးကြီးပရိတ်ရွတ်ပြီးကမှမိုးတသက်မဲရွာတာကိုကောင်းနေရလဲထွက်တယ်လို့ယူဆတယ်ခြံထဲကဘေးရန်နေရီရှိခဲ့ပြီဆိုရင်ဒီမိုးနဲ့အတူလွင့်ပါကင်းစင်သွားတော့မည်ရဲ့နောက်တစ်ရက်2 ရက်နေကျွန်တော်ပြန်မဖြစ်မယ်မမေစောမမေစောလဲကျွန်တော်နဲ့အတူဒီရင်ကထွက်ရင်ပို့လုံးချုံမယ်ထင်တယ်ကျွန်တော်မမေစောတယောက်တည်းစိတ်မချဘူးကိုတီကခက်ဆဆလေးတန်ဖြစ်ကျမပြောတော့ကျမကိုယုံကြည်စိတ်ချစွာပြုံးလိုက်မိသည်မစိုးရိမ်ပါနဲ့ဆရာဒေါ်တင်လဲရှိသားပဲအားလုံးအေးစစ်စစ်ပါပဲသူပတင်းပေါက်မှမြင်ရတော့ခြံထဲသို့တစ်ချက်လှမ်းကြည့်လိုက်ပြီးမှမမေစောမပြန်သေးဘူးလားခုမေးသည်ကျမနေကောင်းသွားတဲ့အခါပြန်มาပေါ့ဆရာရဲ့သူပင်သက်ရှိုက်လိုက်၏ကျွန်တော်စိတ်ချရအောင်ဂတိတစ်ခုတော့ပေးပါခြံထဲကိုမတ်မီစောတယောက်တည်းမစင်းဘူးဆိုရယ်ဂတိဘယ်နဲ့လဲပေးနိုင်တယ်မလားဆရာကလည်းကြံဖန်ဆရာမရှိဆရာကလည်းစိုးရိမ်ဆရာမရှိကြံဖန်စိုးရိမ်နေပြန်ပါပြီမတ်မီစောတခုခုဖြစ်သွားရင်ကျွန်တော်တစ်သက်လုံးနောင်နာရနေလိမ့်မယ်ဗျထိုစကားကိုပြောပြီးနောက်ချက်ချင်းဖြေရှင်းချက်ပေးသလိုသူစကားဆက်လာသည်ဒီလိုလေးမမေစောဒီအိမ်မှာရှိနေသေး၍ဘာတစ်ခုမှထိခိုက်နေတာမျိုးမရှိအောင်စောင့်ရှောက်ဖို့ကကျွန်တော်မှတာဝန်ရှိရဲ့အမတော်ကြီးထွန်းကျွန်တော်ထပ်ဆုံမှုဆုံးဖြတ်ထားတယ်အဲ့ဒီခါမှာကျွန်တော်ကိုသူစိတ်ခုမနေစေချင်ဘူးကျမအနှင်းငယ်စိတ်ညစ်သွားသည်ကျမဘာဖြစ်မယ်လို့ဆရာကထင်နေလို့လဲသူဖြေရခတ်သွားသည်ကျမသိသည်ကျွန်တော်တဆေကိုမယုံပါဘူးဒါပေမဲ့မမေစောစကားပင်နေစီသွားရင်တခုခုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်နေရဲ့မပြန်လို့လည်းမဖြစ်ဘူးကျွန်တော်ထွက်လာတာ9 ရက်ရှိရမယ်
ကျမဘာမှမဖြစ်ပါဘူးဆရာစိတ်ချလက်ချသွားပါသူကောင်းရမ်းသည်ကျမကိုတခုခုပြောတဲ့မပြောတဲ့ချိန်ဆနေသလိုခဏတွေ့နေပြီးမှကျမအားတဲ့ကြီးလျက်ပြောသည်ခွန်သားဆိုရဲလို့ကျွန်တော်မြေလံရှာပြီးပြီမမေစောရွာရဲ့လူစိမ်းလုံးဝမရောက်ဘူးလူစိမ်းရောက်ရင်တကယ်သိရပေါ့သိရပေါ့ကိုခွန်သားကလည်းကျမကိုဒီစကားပြောခဲ့ဘူးသည်ဘာတဲ့ဒီရွာမှာလူစိမ်းရောက်ရင်ချက်ချင်းသိရဲ့တဲ့သူဘာကိုပြောချင်မှမသိသဖြင့်ကျမပခုံးတွန်းလိုက်မိဒီရောကျမမေးမိသည်ဒီတော့မမေဆိုယုံချင်ယုံမယုံချင်နေဒါတစ်စိပဲပေါ့ပြောပြီးသူခါဟာလေးရေမောမိသည်မဟုတ်ဘူးလေသူမသိအောင်မဖြစ်နိုင်ဘူးလားသူမျက်မှောင်ကျုံသည်မသိရင်သူကျွန်တော်နဲ့ဆက်သွယ်မှာပေါ့မမေဆိုရဲ့ကျွန်တော်မုန်းနေရဆိုရင်တော့ဒေါ်တဲ့စီရောမလာစရာဘာများရှိသလဲဒီအိမ်မှာပြန်မနေနိုင်စရာဘာများရှိလဲနောက်ပြီးကျွန်တော်ကိုယ်တိုင်သူ့အလောင်းမြေမြုပ်တချိုးပေးခဲ့တာသူတို့ယူဆရတဲ့အလောင်းမှာရက်20လောက်ကြာမှတခြားရွာတွေမှာတောပေါ်ရဲ့အလောင်းတစ်လောင်းမဟုတ်လားဆရာကျမစိတ်ထဲမှာတော့ကျမနဲ့လက်ဆောင်ပြောရုံမကလက်ဖြားဖြစ်ထိကြည့်လိုက်ရတော့လူတယောက်ကိုတစီမဟုတ်မှန်းကျမသိနေသည်ဒါမဲ့အဲ့ခွန်သားပဲသူကအခိုင်အမာဆုံးဖြတ်နေသည်ကျမကော်ဖီပကံကိုလက်နှစ်ဖက်ဖြစ်အုပ်ကင်လျက်ငြိမ်သက်စွာစိုက်ကြည့်နေမိသည်အဲ့လူနဲ့မမေစောဘယ်နှခါတွေ့လိုက်တာလဲ4-5ခါသူအံ့ဩသွားသည်အကောင့်ထဲနဲ့မြင်ရလားဆရာကလည်းတကယ်လူပဲဥစ္စာအကောင့်ထဲနဲ့ပေါ့မမေစောကျွန်တော်အသိပေးခဲ့ဖို့ကောင်းတယ်ဒီလိုလေကျွန်တော်ဆိုလိုတာမမေစောမှာအန်ရရှိနိုင်လို့ပါကျမဘာမှမပြောမိပါထို့နောက်ကျမကိတ်မုတ်ကိုမစားခြင်းနဲ့စားနေခိုင်းကျမတို့နှစ်ယောက်လုံးမိုးတန်ကိုနားဆွနေရင်ငြိမ်သက်နေကြသည်ခဏကြာမှကိုတီဟာပြုံးလျက်မေးသူနဲ့တွေ့တော့မမေစောတို့ဘာစကားတွေပြောပြကြလဲကျမအသားအရပြုံးမိသည်စကားပင်တွေအကြောင်းကိုတီဟာတွေ့ကနေစဉ်းစားမိသွားသည်ဘာပင်နေလဲမမေစော Magnolia Copus Magnolia stellata Magnolia fraser Magnolia grandiflora အိုးအများကြီးပဲစကားပင်တစ်ပင်ချင်းရဲ့ရာဇဝင်နဲ့အဖြစ်အပျက်တွေရောဥပမာသူ့ကိုမွေးတဲ့နေ့တုန်းကသူ့အဖေက Magnolia fraser ကိုစိုက်ခဲ့တဲ့အကြောင်းသူ့အမေတည်းရောသူ့အဖေနဲ့သူ Magnolia grandiflora ကိုစိုက်ခဲ့တဲ့အကြောင်းနောက်ပြီးဆရာအိတ်စကားပင်စီနဲ့ခေါင်းနဲ့တိုက်ခဲ့ရခေါင်းခွဲပြီးတော့သွေးရောင်စီးကြရဲဆိုတဲ့အကြောင်းကိုတီဟာတော်မျက်နှာပြတ်သွား၏ကျမအားမယုံကြည်နိုင်သလိုခဏငေးကြည့်နေပြီးမှရုတ်တရက်ထထွက်သွားသည်ပရင်းပေါက်မှာသူသွားရက်နေ၏ကျမကော်ဖီပကံကိုငုံဆိုင်ကြည့်နေရတော်တော်ကြာသွားတော့မှသူ့ထံစကားတန်ထွက်လာသည်ကျွန်တော်ဘဝမှာမေးပစ်ခြင်းနဲ့အဖြစ်အပျက်တွေနေ့ရက်တွေရှိတယ်သူ့အတန်ဒီနောင်နာနဲ့နာကျင်မှုတွေကြောင့်ထင်တိုးတိမ်နေသည်ဒီရမှာခွန်သားတရဲ့နေလည်းပါတယ်ကျမသူ့ဘက်ကိုလှည့်ကြည့်မိသည်သူကျမစီကြည့်မနေပါပရင်းပေါက်မှအပြင်သို့စူးစူးဆိုင်ဆိုင်မျက်မှောင်ကျုပ်ရဲ့ငေးကြည့်နေသည်သူကြည့်အောင်လှမ်းကြည့်မိတော့ထူးထူးခြားခြားဘာမှမတွေ့ရအရှိန်လျော့သွားတော့
ခပ်ဖွဲဖွဲမိုးဆက်များလွန်လျက်အိမ်ဘက်သို့တစ်ကိုင်းကြီးတစ်ကိုင်းဖြာထွက်နေသောအထီးရဲ့တစ်ပင်မြင့်မြင့်တစ်ပင်ကိုတွေ့ရသည်ထိုတစ်ပင်သည်အိမ်နှင့်အနီးဆုံးဖြစ်နိုင်သည်တစ်ရွက်တွေကအစိမ်းရင်းရင်မိုးဆက်တီဖြန်းပြတ်မှုအောက်မှာတစ်ရွက်သည်လှုပ်ခါရင်းလျက်ရှိသည်မိမိတရားကသူ့ချောင်းလို့သူစိတ်ဆွဲလန်းအောင်ကျွန်တော်လှုပ်ခဲမိပုံရတယ်မိမိသေးပြီးကသူတယောက်တည်းနေတတ်တယ်အပေါင်းအသင်းရဲ့လို့များများဆဆမရှိဘူးခြံထဲကနေခြံပြင်လဲတိတ်မထွက်ဘူးရှိဥယျာဉ်ထဲမှာသူ့အဖေနဲ့တူသူ့ပင်နေကြမှာရောက်နေတာဆယ်ရက်အောင်တော့လဲတက္ကသိုလ်မသွားဘူးသူ့အဖေမရှိတော့ပေမဲ့ကျွန်တော်ကကျောင်းစိတ်ထောက်ပံ့မယ်လို့ပြောတာသူလက်မခံဘူးမိမိရဲ့ရုပ်ခဗေဒစာအုပ်တွေကိုပဲသူသိမ်းမိတ်ဖတ်နေတတ်တယ်သူစကားသံတွေရဲ့တွင်နောင်နာဆိုတဲ့အရာကိုကျမခံစားမိသည်ကျမမျှော်လင့်တဲ့တန်ရုံးစင်ကိုတော့မခံစားမိပါအခုမှသိရတယ်သူ့ဖေဥယျာဉ်မှာတေသွားပြီလားကျမကိုခွန်သာဘာမှမပြောခဲ့ပါသူကမိမိရင်နစ်ခဲ့တဲ့အဲ့ဒီမြစ်ကိုခဏခဏသွားတယ်တရားပေါ်မှာမတ်တက်ရက်ပြီးငေးတတ်တယ်သူနောင်နာရခြင်းရနေခဲ့လိမ့်မယ်တစ်ခါသူသေသွားရင်ကောင်းမယ်လို့တွေးနေခဲ့လိမ့်မယ်ဆရာသူ့ကိုတန်ရောစင်မရှိခဲ့ဘူးမဟုတ်လားကျမဆွဲတယ်လို့မေးလိုက်မိသည်သူကျမလှည့်ကြည့်ပြီးတွေ့ဝေစွာဖြေသည်ကျွန်တော်မသိဘူးသူမသိပေမဲ့ကျမသိသည်သူချစ်ခင်မြတ်နိုးသောမိန်းမကိုပင်တန်ရောစင်ပြမချင်းခတ်ခဲ့သောလူအမျိုးအစားဖြစ်သည်ဘယ်သူနှင့်မဆိုခံလန်းလန်းမှသာနေလိုသောလူမျိုးစားဖြစ်သည်အဲ့ဒီကကျွန်တော်မျက်ရည်ကျခဲ့မိတာတော့တကယ်ပဲသူ့အတန်သည်နာကျင်မှုရောဆိုလျက်အနှဲငယ်တိမ်ဝင်နေသည်ကျမထိုင်ရမှထားလျက်သူ့ရှိရာပရင်းပေါက်စီသို့ရှောက်သွားသည်အဲ့ဒီကဒီပင်မှာပန်းနေပွင့်နေတာကျွန်တော်မှတ်မိရဲ့ပရင်းပေါက်နာနီးသောအကိုင်းတစ်ခုတွင်အရွက်တွေရှား၌ထူးခြားသောအရာတစ်ခုကိုကျမသတိထားမိသည်အပူတစ်ခုနှင့်တရံတူသောဖြူဝဝအလုံးလေးဖြစ်သည်မိုးဆက်တွေအောက်မှာထိုးရသည်ပြောင်လက်တောက်ပနေကိုခွန်သာကျမကိုပြောပြသောစကားပင်များတွင်ဤပင်မပါခဲ့ပြီအိမ်နှင့်အနီးဆုံးဖြစ်သည်ဖြင့်သူသည်အနားသို့လာခြင်းလိမ့်မည်မထင်သို့မဟုတ်ဒီပင်သည်စကားပင်မှာဟုတ်ပါမလားအရွက်တွေကကျမတွေ့နေကြခြံထဲကတစ်ပင်တွေလိုထိတ်ဝဝိုင်းရှိကားမဟုတ်ချင်းမောင်ရွက်လိုဝါရွက်လိုတောင်းကြုံမျိုးဒါမဲ့ခက်ပြပြထောင်သုံးခုကွဲနေတဲ့ထိတ်ပိုင်းရှိသည်အရှောင်ကတော့အစိမ်းနူးရင်းရဲ့သူတရားပေါ်မှာရက်နေရတော့ကျွန်တော်တွေ့သားပဲဒါမဲ့ဘာမှထူးထူးခြားခြားဖြစ်လိမ့်မယ်လို့မထင်ဘူးလေအတိတ်ကိုပြန်တွေးသည့်မျက်ဝန်းမျိုးဖြင့်ဟိုးတနေရာကိုလှမ်းကြည့်ရင်ပြောသည်အိမ်နေရမိမိစာအုပ်ဆိုင်ဆောင်းတအုပ်ပြောက်လို့သူများယူသလားလို့သူ့အိမ်ကိုသွားရှာတယ်သူမယူဆိုပြီးရောပေါ့ကျွန်တော်ကသူ့ဆိုဘယ်တော့မှအကောင်းမထင်ဘူးဘာဦးညာဦးနဲ့အော်တော့ကျွန်တော်နှစ်ယောက်စကားများကြတယ်အဲ့နောက်မကြခင်မှာသူတရားပေါ်ရောက်သွားတယ်ကျွန်တော်လည်းခိုင်းလို့ပဲမှတ်တာပေါ့သူတရားပေါ်မှာရက်မယ်မိကြသွားရဲ့မြစ်ကိုကျွန်တော်မုန်းတယ်လို့မုန်းမယ်ဒါမဲ့ကြည့်မိမယ်ညနေဆောင်အိမ်ပြန်လာမယ်ပေါ့ကျ
ကျွန်တော်လုပ်နေကြပုံစံပဲလေသူမပြောချင်ဆုံးစကားတခွန်သူပြောတော့မြည်ကျမသိနေသည်နောင်နာရီကြောင့်ကျမသိမသိပါသို့တော့နောင်နာဆိုသောအရာသည်လူတစ်ယောက်၏ဘဝကိုစောက်ထိုးမှုမျိုးဖြစ်အောင်မှောက်ပြလိုက်နိုင်နေဆိုတော့ကျမသိပါသည်ဒါမဲ့သူပြန်မလာဘူးဘယ်တော့မှပြန်မလာတော့မမေစောသူခုံချပါလားကျွန်တော်မသိဘူးသူ့အတန်ဒီထားသိနာကျင်သောဝေဒနာကိုကျမခံစားမိကျွန်တော်သိလိုက်တော့သူကြသွားပြီကျွန်တော်ခြံထဲမှာပတ်လက်ကလေးတိုင်းနဲ့စာဖတ်မလို့ပြင်နေအောင်ရှိသေးတယ်မြေထဲကိုတခုခုအချိန်နဲ့ပြင်းပြကြလိုက်တယ်တော့ကြားလိုက်တယ်ပထမတော့ကျွန်တော်သူကြသွားတယ်လို့မထင်ဘူးခလေးမြေထဲတိုင်ပင်ချိုးထွက်ရတာလို့ကျွန်တော်ထင်ခဲ့တာအားကြောင့်ကျွန်တော်ထားမကြည့်မိဘူးစာပဲစက်ဖတ်နေရကျွန်တော်ဖတ်နေတဲ့အစာအုပ်ကနှစ်ရှည်ရဲ့စူပါမန်ကျွန်တော်အခုထိမှတ်မိရဲ့ကျွန်မဘာမှမမေးမိဖို့ဆုံးဖြတ်ထားသည်ဒီချိန်နေထိရောက်လာမှတော့သူဘာမှမျိုးသိမ့်ထားလိမ့်မည်မဟုတ်တော့ပါစာမျက်နှာ2မျက်နှာလောက်ကိုဖတ်ပြီးတော့မှကျွန်တော်သားကြားရတဲ့အတန်ထူးခြားမှုတစ်ခုရှိနေဆိုတော့ကျွန်တော်ပြန်သတိထားမိရဲ့ကျွန်တော်စိတ်တွေလေးနေတယ်တမျိုးပဲဒါခလေးတယောက်ရေချိုးတဲ့အတန်မဟုတ်ဘူးဆိုတာကျွန်တော်ရုတ်တရက်သိလိုက်တယ်ကျမ၏ဘဝမှာဆိုးရွားသောစိတ်လှုပ်ရှားသောအရာများကိုတစ်ခါမှမကြုံဘူးပဲကျမကံကောင်းသည်လို့ပြောရမလားမသိကျမကြုံမှုသမျှဆိုးဝါးဆုံးစိတ်လှုပ်ရှားမှုကမင်းညိုစင်နဲ့ပတ်သက်တဲ့နာကျင်မောပန်းမှုများသာဖြစ်သည်အဲ့နဲ့ကျွန်တော်ဝုန်းဆိုထပြီးတော့မျက်စီကိုပြေးသွားမိရဲ့ဒါမဲ့တော့ကျွန်တော်မတွေ့ရတော့ဘူးမြစ်ထဲမှာတော့မတွေ့ရဘူးကျွန်တော်မြစ်ကန်အတိုင်းရေစုံတိုင်းအပြင်းလိုက်ရှာပြီးသွားတယ်ကျွန်တော်ထင်တာကကန်အတိုင်းမြေပြင်မှာအပြေးလိုက်ရှာတာရေထဲမှာကူးပြီးလိုက်ရှာတာတဲ့ပုံမြန်မယ်ပေါ့ရွာသားတွေတငယ်ချင်းတွေကလည်းကျွန်တော်နဲ့သူခွန်တောက်လိုက်ရှာကြတယ်မြေထဲဆင်းလိုက်သူဆင်းကုန်းတိုင်းလိုက်တဲ့သူလိုက်ပေါ့ဒါမဲ့ခွန်တောက်အစနာတော့ရှာလို့မတွေ့ရဘူးညရလို့ကျွန်တော်အိမ်ပြန်ခေါ်လာတော့ကျွန်တော်ခြေကုပ်လက်ပန်းကျနေပြီကိုနာကြည့်မှုတွေနဲ့တကူလုံးနဲ့ရိမ့်ရိုင်နေပြီဟောဒီစကားပြီးအောက်ကိုလည်းရောက်တော့ကျွန်တော်လဲကျသွားတော့တာပဲမျက်ခင်းပေါ်ပက်လက်လဲကျသွားတဲ့အချိန်မှာကျွန်တော်နောက်ဆုံးသိလိုက်တာညအမှောင်မှာကျွန်တော်မျက်နှာပေါ်ကျွေလာတဲ့ပန်းပွင့်နေကျွန်တော်တတိယလာတော့ကျွန်တော်ငုံမိတယ်သိချင်းတရားနဲ့ရင်ဆိုင်ရတော့သူများကိုကျမကိုယ်တွေ့ခံစားတတ်ဖြစ်မဆာနာတတ်တော့လဲဘလောက်နာကျင်ပူဆွေးရမလဲလို့ကျမနားလည်ပါသည်ကျမစိတ်မကောင်းပါဘူးဆရာထိုစကားသာကျမပြောတတ်သည်အဲ့ဒီခါကျတော့မှကျွန်တော်သိတယ်ကိုကြောင့်လူတစ်ယောက်အသက်ဆုံးရှုံးရတယ်ဆိုရဲနှောင်တကြီးနဲ့အသက်ဆက်ရှင်ရတာတော်တော်ပင်ပန်းဆင်းရဲဘဝပဲဆိုတာကျမတို့ကိုဂရုဏာတက်မိသွားသည်သူတည်သွားရဆိုရင်လည်းဆရာနဲ့ဘာမှမဆိုင်ပါဘူးဆရာကြောင့်ဘာသူပြောလဲသူဘာမှပြန်မပြောပါအိမ်ကောင်းရင်ကတစ်ပင်တွေသာတွေ့ရငေးကြည့်မိသည်ကျမလည်းခရင်ပေါ်မှာငြိမ်သက်စွာထိုင်နေမိသည်မိုးဆက်များတဖြည်းဖြည်းကျဲပါသွားသည့်အထိအချိန်ကိုစောင့်နေသည်ဒါနဲ့လေဆရာဥယျာဉ်မူကဘယ်ရောက်သွားလဲသူကျမတစ်ချက်ကြည့်ပြီးနောက်ဗရင်ပေါက်ဘက်သို့ပြန်လှည့်သွားသည်
သေသွားတယ်။အော်သူ့မျက်နှာမှာစိတ်မကောင်းတဲ့အရိပ်အယောင်မမြင်ရ။သို့တော့သူတက်ပြင်းချလိုက်တာတော့ကျမကြားလိုက်ရသည်။သူကအယူလိုပဲဗျ။သူ့မှာစိတ်နဲ့စိတ်ဒရီယာဖြစ်နေပုံရတယ်။တစ်ခုကခွန်သားအတွက်အသက်ဆက်ရှင်ခြင်းနဲ့စိတ်။နောက်တစ်ခုကမင်းနောက်ကိုလိုက်ခြင်းနဲ့စိတ်။ဒုတိယစိတ်ကအနိုင်ရပုံရသွားပါတယ်။ဆရာဘယ်လိုသိရလဲ။ကျွန်တော်နှစ်တိုင်းမမေအုပ်ကိုပန်းတော့တင်တယ်။မမေအုပ်ကိုခေါင်းရစကားပင်တပင်ကစနစ်တကျဖြူစုယူရတဲ့သူရှိတော့တစ်နှစ်ပြီးတစ်နှစ်ကြီးလာတယ်။ခရစ်စမတ်မနက်ခင်းတစ်ခုမှသူအဲ့ဒီပင်အောင်မှာတည်နေတာတွေ့ရတာပဲ။သူတည်ပြီးမှအဲ့ဒီပင်ပန်းပွင့်တယ်။သူဘာလို့တည်သွားလဲဆရာ။ကျွန်တော်မသိဘူး။လူတယောက်ဟာကိုယ့်အသက်အတွက်မနှမျောတော့ဘူးဆိုရင်တည်သွားလာဘယ်လာမသိပါ။ဒီကပင်ကဂျွန်ဂျလိုင်းလောက်ဆိုပွင့်တတ်တယ်နဲ့တူတယ်။အခုအဖူးတွေကိုမြင်နေရပြီ။အဲ့ဘာပင်လဲဆရာ။ဂျူလစ်စကားပါပေါ့လေ။သူတို့စီမှာဂျူလစ်ထရီလို့ခေါ်တယ်။အော်သူ့ရွက်ကစကားရွက်နဲ့တိတ်မတူဘူးနော်။အေးဗျအပွင့်ကြတော့လေသူတို့စီကဂျူလစ်ပန်နဲ့ပုံသဏ္ဍာန်တော်တော်တူတယ်။ဒါမဲ့အဲ့ဒါစကားပန်မျိုးတဲ့။သူ့ရဲ့ရုပ်ခဗီယာနာမည်ကြတော့သူဖုံးသွင်းပြီကျွန်တော်မသိဘူးဗျစကားပင်တွေကိုအကြောင်းတစ်ခုကြောင့်စိတ်နာနေသူသည်ဤချန်ထဲမှာတခြားစကားပင်တွေကိုနာမည်ဖြစ်ပင်မသိနိုင်ပါကိုခွန်သားတော့စကားပင်တွေကိုနာမည်ရောရာဇဝင်တွေရောအသိစိတ်ကအစားသိပုံရတယ်ကျမအမှတ်တမဲ့လိုနေပြောမိတော့သူခက်မဲ့ပြုံးပါသည်သူကမမေကိုချစ်တဲ့နေရာမှာကျွန်တော်ထပ်ပိုတယ်လို့သူ့ကိုယ်သူထင်နေပုံရတယ်မမေစိတ်ဝင်စားတဲ့ဘာသာရပ်ကိုသူလည်းစိတ်ဝင်စားရဲဆိုတာမျိုးသူဂုဏ်ယူခြင်းတယ်ဒီလိုနည်းနဲ့မမေစီကအရေးပေးမှုရကျင်တာဖြစ်မှာပေါ့ကျွန်တော်အသစ်ပင်တွေကိုစိတ်ဝင်စားအောင်စောက်တွေပဲစိတ်ဝင်စားတယ်သူခဏတာငြိမ်သက်ပြီးမှတခုခုကိုတတိယသွားသည်ဟောပင်စီထိတ်နာမှာနာမည်စာရင်းချိတ်ထားရဲ့ဗျလမ်းဖက်လို့ရမယ်ထင်တယ်ပင်စီခမ်းမြင့်မြင့်နေရာမှာချိတ်ထားသောစာရင်းသည်ကျမတို့ဘက်သို့လှည့်ထားခြင်းမဟုတ်ဆွေဆုံးဆုံးသာမြင်ရသည်ကျမမဖတ်နိုင်ပါသူလည်းအသက်မြင်ရမည်မဟုတ်သို့တော့သူဖတ်လိုက်သည် Lillian Drawn Judith Freya တဲ့မိုးကအတော်ဆဲသွားပြီဆရာဒီပင်ကအပွင့်အဖြူအောင်ပွင့်လာအဝါရောင်ပြအစိမ်းအောင်တန်းနေရဝါဖန့်ပေါ့တော်လှိုင်ပွင့်ချက်အရင်နာမှာလိမ်မော်ရောင်အစွန်းလေးရှိရယ်ပန်းနေရခွက်ကလေးလိုပုံစံမျိုးပဲမမေဆိုမပြန်သေးရင်သူ့ပင်တွေကိုတွေ့ရမှာပါကျမဘယ်တော့ပြန်ပြစ်မြည်နီးအေးလေမမေဆိုခေါင်းပံပုံမျိုးနဲ့ဆိုရင်ကျွန်တော်ပါဆက်နေရမယ့်သဘောရှိရယ်ကျမသူ့ကိုအားနာသွားသည်တကယ်တော့လေကျမဒီမှာဆက်နေမှာစောက်ပြီးမှာတော့မဟုတ်ပါဘူးအမှန်တိုင်းဝန်ခံလိုက်သည်ဒါဖြစ်ဘာဖြစ်လို့ဆက်နေဖို့မမေဆိုတာစိတ်ကူးနေရတာလဲကျမကိုခွန်သားကိုနှုတ်ဆက်ပြီးမှပြန်ချင်လို့ထိုစကားကိုလှုပ်ခနဲ့ပြောပြီးမှသူရေမောနေမလားလို့စိုးရိမ်စိတ်ဖြင့်သူ့ကိုမောကြည့်သည်သူမကြီးပါကျမကိုတနာကျင်တာစွာဖြင့်ကြည်လာသည်သူ့တွေ့ရတော့မှမဟုတ်ပဲထိုစကားကိုသိချပိုင်းနိုင်စွာသူပြောလိုက်ခြင်းဖြစ်သည်သူ၏တေချာမှုကြောင့်ကျမကြောရဲက
စိတ်သွားပုံရပါသည်ငွေစကားပြူမက်ဂနိုလီယာဗာဂျီးနီးယားနာကျမ၏မျက်နှာကိုနူးညံ့စွာပွတ်တိုက်သွားသောချောမွေ့ပါလျက်သည့်အရာတစ်ခုကြောင့်ကျမလှမ်းနေသောခြေလမ်းကိုရပ်တန့်လိုက်မိသည်ရပ်လိုက်တော့မှကျမဘလောက်ညောင်းညာနေခဲ့သည်ကိုသတိရသွားပါသည်ကျမဒီမနက်စကားပင်နေကြရှောင်းလန်းခဲ့သမျှခြေလမ်းတို့ကိုရေတွက်ကြည့်ရင်မိုင်နှစ်တောင်တိုင်းထွာရလိမ့်မည်ထင်သည်ကျမ၏ပါးပြင်ကိုပွတ်တိုက်သွားသောအရာမှာပန်းတစ်ပွင့်၏ပွင့်ချက်ကလေးဖြစ်သည်အဲ့လိုနူးညံ့ချောမွေ့ရဲ့အထီးတွေ့သည်ပွင့်ချက်မှတပါအခြားသောအရာမရနိုင်ဒါဖြင့်တစ်ခုသောပန်းပွင့်ရတော့မိုးကြောင့်ကျွေမသွားပဲရဲရဲဝံ့ဝံ့ကြံရစ်ခဲ့ပြီပေါ့ကျမထိတ်ကနေဝမ်းသာသွားသည်ထို့ကြောင့်အပင်ကိုမော့ကြည့်လိုက်မိသည်အိုးလှလိုက်တဲ့အပင်တစ်ပင်သည်ရှာရှာပါပါနေရောင်ဖြော့ဖြော့အလင်းဖြင့်ငွေရောင်တောက်နေသည်ငွေရောင်ထဲမှဖြူစွတ်သောပန်းပွင့်များကိုခမ်းနားစွာမြင်ရ၏ကြီးမားသောစကားပွင့်များသည်မိုးဤတံကိုကောင်းကောင်းခံနိုင်ခဲ့သည်ပါလားအဲ့ဒါနမိတ်ကောင်းတစ်ခုပဲလားတစ်ပင်ကိုမော့ကြည့်ရင်ရင်းရံခွေညွတ်လာတဲ့ခြေထောက်များကိုခံစားမိသည်ကျမစကားပင်ပေါင်းများစွာ၏နာမည်သစ်ပြားများကိုဖတ်ရင်ကျမလှည့်ပတ်ရှာဖွေခဲ့ကြည့်ပြီးပြီကျမဘာမှမတွေ့ခဲ့ဘသူ့မှမတွေ့ခဲ့ကျမတွေ့ရသမျှအပင်အားလုံးကလည်းစိတ်ဓာတ်ကျစရာတွေကြီးပဲတစ်ပင်တွေအားလုံးရှင်သန်မှုတွေပျောက်ဆုံးနေကြသလိုပဲဥယျာဉ်တစ်ခုလုံးကလည်းတိတ်ဆိတ်ငြိမ်သက်နေသည်ခါတိုင်းကြားနေကြမြည်ရည်စည်းတန့်ကိုပဲမကြားရတရွက်လေသိုးတန်လောက်တော့ကြားရတင်သည်ဟုကျမထင်သည်တခုခုတော့ပြောင်းလဲနေသည်ကျမအတန်တခုခုအမျှော်လင့်နေသည်ဘာတန်ပဲဖြစ်ဖြစ်ကျမအတွက်အရေးမကြီးပါငှက်မီတန်တရွက်လှုပ်ခတ်တန်မြည်ရည်စီးဆင်းတန်တစ်ကိုင်းတွေကြွေကြတန်ဘာတန်ပဲဖြစ်ဖြစ်ကျမအထက်ကောင်းကင်မှာအတန်တခုကြားလိုက်ရသည်လေသိုးတန်တဲ့လားကျမမောကြည့်လိုက်တော့ဒီမနက်ဖို့အလားဆုံးမြင်ကွင်းတစ်ခုကိုမြင်တွေ့ခွင့်ရလိုက်သည်စိမ့်ဖက်ဖက်ငွေရောင်နောက်ခံတွင်ဖြူစွတ်တော်ပန်းတစ်ပွင့်ညင်သာစွာချလေဝဲလျက်ကျလာသည်လှလိုက်တာကျမဖမ်းမိဖို့ဖြင်းညင်းစွာကြွေပေးနေရများလားကျမအထက်အမြင့်တနေရာမှကျလာတော့ထိုအဖြူရောင်သည်ကျမစောင့်ကြည့်နေစဉ်ခန်းဆောင်ဆောင်လွင့်သွား၏သူကျမနဲ့ဝေးရာကိုလွင့်တော်မူကျမသူ့ကိုမိအောင်ဖမ်းနိုင်မည်မထင်သို့တော့ကျမထိုပန်းမွင့်ကိုမမိခဲ့ရင်လည်းကျမဘဝဤလိုချင်သမျှအရာအလုံးကိုဘယ်တော့မှရတော့မည်မဟုတ်ကျမသိနေသည်ကျမပန်းပွင့်ကိုမိအောင်ဖမ်းရမယ်ထိုအတွေးဖြင့်ကျမလက်မြောက်ဆန်တန်းလိုက်မိထိုခဏမှာပင်ကျမကြားကျင်လာသောအတန်တစ်ခုကိုကြားလိုက်ရသည်မြေပြင်ပေါ်သို့နင်းလျှောက်လာသောခြေတံမြေပြင်ပေါ်မှတစ်ကိုင်းကြိုးစားတစ်ခုကိုတယောက်ယောက်နင်းလိုက်တဲ့အတန်ကျမအာယုံထဲမှာပန်းပွင့်ချက်ချင်းလွင့်ပြောက်သွားသည်ခြေတံအဲ့ဒါကျမအကြားကျင်ဆုံးအတန်ဖြစ်တယ်မဟုတ်လားကျမလက်ခနဲ့ရင်ခုန်သွားကနောက်သို့ကမန်းကရန်လှည့်ကြည့်မိသည်ခန်းလန်းလန်းတွင်ရပ်နေသူချင်းပေါင်းမိအပြာဖြော့တီရှပ်အနက်ပြာရောင်သွေမြင့်သောကိုယ်ခန္ဓာနူးညံ့သောမျက်လုံးများနှင့်တိမ်မွေ့သောအပြုံးကျမအံ့ဩတကြီးငေးမိသွားသည်မေစောကျမကြောင်အားစွာနေရာမှာမြင်းမြဲရက်နေစေနေကောင်းနေတော့မေစောမင်းညို့စင်
သူ့အပြုံအနှဲငယ်လျော့သွားသည်သူရှေ့သို့တလန်းတိုးလာ၏သူ့လက်ထဲတွင်ဘာမှမပါကြောပွေးလည်းလွယ်မထားနေတယောက်ယောက်ကိုမျှော်နေရဲ့နူးညံ့သောစကားလုံးသည်တိုးတိုးလေးသို့သောကျမရင်ထဲစူးနစ်စွာထိုးဖောက်ဝင်ရောက်သွားသည်ကျမမျက်တောင်တစ်ချက်နှစ်ချက်ခတ်လိုက်မိမျက်လုံးအိမ်မှမျက်ရည်များဖြင့်စိတ်ငိုင်လာသောကြောင့်ဖြစ်သည်မင်းညိုလိုက်လာခဲ့ပြီပေါ့ကျမအိမ်မက်မက်နေရတာမဟုတ်ဘူးဆိုရင်မင်းညိုကျမအတန်ကချီနဲ့ဖြော့တော့နေခဲ့ပါလိမ့်မည်အဲ့တယောက်ကငါမဟုတ်ဘူးကျမမျက်နှာကိုအောက်သို့ငိုက်ဆိုင်ပစ်လိုက်ရသည်ကျမမျက်ရည်ကိုသူ့ကိုမမြင်စေလိုပါသူရှေ့သို့တလန်းတိုးလာသည်ကျမအနီးသို့သူရောက်လာပြီးအညိုရောင်ဖနက်၏ခြေစွပ်ကွင်းမှလွတ်နေသောသူ၏ခြေပမိုးတစ်ပိုင်းတစ်စားနှင့်ခြေချောင်းများကိုကျမငေးဆိုင်ကြည့်နေသည်မှာမျက်ရည်တွေကိုသူမသိအောင်ဘယ်လိုတုပ်ရမလဲလို့စဉ်းစားနေရလို့ဖြစ်သည်သို့သောကျမ၏ဖုံးကွယ်မှုမအောင်မြင်ပါသူကျမကိုတစ်ရှူးစားတစ်စားထုတ်ပေးလာသည်မြင်လွာအောက်သို့ရောက်လာသောအဖြူရောင်ဆက်ကူလက်ကင်ပွားကောင်းလေးကိုမြင်သည့်အခါကျမမောကြည့်လိုက်မိသည်သူ၏ကျင်နာသောမျက်ဝန်းများကိုတွေ့ရသည်ညှို့မျက်ရည်ကြောင့်ဘာလို့လောက်တာလဲသူ့အတန်ခတ်တိုးတိုးထို့သောလေးနဲ့ဆူးရှာနေသဖြင့်ကျမလန့်သွား၏ကျမခေါင်းတစ်ချက်ရမ်းခပစ်လိုက်ရသည်ဘယ်သူမှမလုပ်ပါဘူးပြောပြီးစက်ကူကောက်လေးကိုမဖြတ်မဲပါးပွားမျက်ရည်များကိုတုပ်လိုက်သည်ဘယ်သူမှမလုပ်ပဲဘာဖြစ်လို့နေရမျက်ရည်ကျရမှာလဲသူကစူးစူးဆက်ဆိုင်ကြည့်ရင်ပြန်မေးမိသည်ငါမသိဘူးလေကျဲကျမဖြေလိုက်မိသည်ကျမတကယ်မသိပါသူ့ကိုမမျှော်လင့်မဲတွေးလိုက်ရသဖြင့်ကြားခဲ့ရသောမျက်ရည်ဟုကျမထင်သည်ထို့ကြောင့်ကျမအားတင်းလျက်ပြောချလိုက်သည်ညို့မြင်လိုက်လို့လားမသိတာသူမျက်မှောင်ကျုံလျက်ပြုံးသည်ထို့နောက်ခေါင်းရမ်းသည်သူမယုံကျမသိသည်သူမယုံသည့်အတွက်လည်းကျမဝမ်းနေသွားသည်ကျမတယောက်ယောက်ကိုမျှော်ကောင်းမျှော်နေလိမ့်မည်ထို့သောမြင်ရသည့်ခဏ၌မျက်ရည်ကျလာအောင်ကျမအားကိုတကြီးတွေ့တရားသည့်ယောက်ျားတော့ဒီကမ္ဘာပေါ်မှာသူ့တယောက်ပဲရှိရအသေးချပါသည်ခန့်နေသည်ကလှုပ်ခနဲပြောလိုက်မိတာကလွန်လှပြီအဲ့ဒါကိုသူယုံစီဖို့ကျမထပ်ပြောဝဲမအောင်မလားထားပါတော့လေနင်းပြန်လာမယ်ဆိုပြီးဘာကြောင့်ပြန်မလာပဲနေခဲ့ရလဲငါအဲ့တစ်နေ့လုံးဘယ်လောက်စိတ်ပူနေရမလဲဆိုတာကိုနင်မတွေးမိဘူးလားဘယ်လောက်ရေးကြီးတဲ့ကိစ္စတွေပေါ်လာလို့ငါ့ကိုစိတ်ပူစေချင်လို့သဘောထားခဲ့ရတာလေအဲ့ဒါတော့ငါသိချင်တယ်မေစောသူတီကြီးစွာမေးသည်ကျမဘယ်လိုပြန်ဖြေရမလဲအဲ့ငါပြောပြမယ်ဒါမဲ့ဇလန်အရှိကြီးမင်းอยู่ရဲ့ရှိပါစေငါတို့နှစ်ရက်အချိန်ရတယ်သူကမရေမပြုံးပြော၏ကျမသူ့စကားကြောင့်တွေ့ဝေသွားသည်သူကဘောင်းမီဘေးအိတ်ထဲလက်နိုင်လျက်ကျမကိုခက်တီတီကြည့်နေသည်နှစ်ရက်ဆိုတာဘာကိုပြောရလဲနှစ်ရက်ဆိုတာနေနဲ့ငါနဲ့ပြန်ရမယ်ရက်မတိုင်ခင်ဒီမှာနေရမယ်ရက်လေနင်းအတွက်ပါငါအပြန်ရထားလက်မှတ်ဖြတ်လာခဲ့ငါတို့30ရက်နေပြန်ရမယ်မေစောအော်ကျမသူ့ကိုငေးကြည့်အောင်မလွယ်၍ဘာမှမပြောနိုင်ပါပြင်သစ်တန်ရုံးကိုလည်းနေစာမေးပွဲဖြေပြမဲ့အကြောင်းငါပြောလိုက်တယ်အော်နင်ကအပြစ်တင်ခြင်းသေးလားသူတည်ငြိမ်သောမျက်နှာထားဖြင့်ကျမကိုစိန်ခေါ်သူလိုမေးလာတော့လေကျမနှကန်းတင်းတင်းစိတ်ထားမိအောင်ကလွယ်၍ဘာအပြစ်မှမတင်မိသား
ခေါင်းကိုသာခါရမ်းလိုက်မိသည်နင်ပြန်ဖို့လက်မှတ်ဝယ်ထားပြီးပြီလားမေစောကျမခေါင်းခါရမ်းပြလိုက်သည်သူသက်ပြင်းချသည်နင်ကနေလက်မှတ်ဝယ်ပြီးသားဖြစ်မယ်ဒါမှမဟုတ်ငါနဲ့နေနဲ့ယထာချင်းလွဲသွားရလဲဖြစ်ချင်းဖြစ်လိမ့်မယ်လို့ငါကြိုတွက်ထားခဲ့ရလေအဲ့ဒီတခုမှမဟုတ်ပဲနင့်ကိုဒီမှာတစ်သက်လုံးနေရောမယ့်ပုံစံနဲ့တွေ့လိုက်ရတာငါနည်းနည်းတော့အံ့ဩရမေစောနင်ဘာဖြစ်နေရလဲဘာဖြစ်နေလဲတယ်လီဖုန်းဆက်တုန်းကလည်းသူကျမကိုဒါထပ်တလဲလဲမေးခဲ့တာအခုလည်းမေးပြန်ပြီကျမဘယ်လိုဖြေရပါမလဲတိကျရဲ့အဖြေကိုစဉ်းစားမရတော့အခါသူ့ကိုပဲမေးမိယထာလက်မှတ်ကိုမှတ်ပုံတင်မပါဘဲနဲ့ဝယ်လို့ရလားငါစီမှာနင်းရဲ့မှတ်ပုံတင်မိတ်တူရှိရလေနင်မေ့သွားပြီလားသူ့အတန်ဆွဆွဲသလိုပဲကျမပခုံးကျုံလျက်ရေမောမိသည်နင်ဒီကိုထွက်လာတော့ဟိုမှာဘာဖြစ်ပြီးကြံခဲ့လဲသူ့ကိုမေးပြီးတော့သူကနှကန်းတင်းတင်းစိတ်လေးပြုံးသည်အမတော်နွယ်ထွန်းအလုပ်တွေမနိုင်မနှင်းဖြစ်ပြီးကြံခဲ့မှာပေါ့အော်သူဒေတာခါးသိမှုတစ်ခုပါနေတယ်လို့ခံစားရသဖြင့်ကျမဝမ်းနေသွားသည်အမတော်ကြီးထွန်းအလုပ်တွေမနိုင်မနှင်းဖြစ်ပြီးကြံခဲ့မှာပေါ့ကျမကြောင့်ကျမရင်ထဲမှာစူးနစ်စွာနာကျင်မှုခံစားလိုက်ရ၏အဲ့တော့ငါတောင်းပန်ပါတယ်မင်းညိုရဲ့ငါအဲ့လိုမရည်ရွယ်ပါဘူးနင်လာခေါ်စီကျွန်တော်ငါမပြန်မနေခဲ့ရတယ်မဟုတ်ပါဘူးငါ့ယုံပါငါတကယ်ပဲကျမအတန်ကိုထိမ့်မြတော့ပဲစကားဆက်မပြောနိုင်သဖြင့်ရှမ်းလိုက်မိသည်ငါတကယ်ပဲဝမ်းနေသိရလားနာကျင်နေသေးသောဝေဒနာနှင့်အတူမျက်ရည်ကအတားအဆီးမရှိရှံ့ကျလာခဲ့တော့သည်ကျမဘဝသည်ဒီတစ်ခါဝမ်းနေရဆုံးဖြစ်မှာပါကျမသူ့ရှေ့မှာရှိမနေခြင်းဘသူမျက်စိအောက်မှာရှိမနေခြင်းကျမတယောက်တည်းနေခြင်းသည်ကျမမျက်နှာကိုလက်ဖြင့်အုပ်ကွယ်လျက်သူ့ရှေ့မှာလှည့်ထွက်မိသည်မိစောသူ့လက်တစ်ဖက်ကကျမလက်မောင်းကိုဖြတ်ခနဲဖမ်းဆွဲထား၏ကျမသူ့ဘက်သို့မလှည့်ပဲစိုးအတင်းထွက်ပြေးဖို့ကြိုးစားမိသည်သူလွတ်မပြီးပါငါသွားတော့မယ်ငါ့ကိုခေါ်မထားပါနဲ့ပြောမိပြောရင်ကျမညာလက်ဖြင့်မျက်ရည်ကိုဖုံးကွယ်ရင်ရှိုက်ကြီးတင်ငင်ငိုကြွေးမိသည်မိစောညီမလေးသူကျမပခုံးနှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်းလိုက်ပြီညငါဘာပြောလို့လဲငါဘာမပြောနဲ့သူကချော့မော်တော်လေးတန်းဖြင့်ကျမကိုဖြောင်းပြပါသည်သူ့ကိုပြန်မဖတ်မိအောင်လက်သီးနှစ်ဖက်တင်းတင်းဆုပ်ကိုင်းလျက်ထိန်းချုပ်ထားသည့်အတွက်ကျမတစ်ခုလုံးတောင့်တင်းနေသည်ငါကြောင့်နေလို့ရှုံမှာငါကြောက်ပါရဲ့အဲ့နေမသိဘူးလားငါကြောင့်ဘသူ့မှာစိတ်နှောက်ရှင်မဖြစ်စေချင်ဘူးငါ့စိတ်မဆိုးပါနဲ့ငါမေစောကျမပခုံးနှစ်ဖက်မှာတင်းတင်းဆုပ်ကိုင်းလျက်လှုပ်ရမ်းသည်ကိုခံစားရသည်မေစောနင်ဘာဖြစ်နေရလဲဘာလို့အဲ့လောက်ဝမ်းနေရလဲညငါဘယ်တော့စိတ်ဆိုးဘူးလို့လဲဖဲငါတယောက်တည်းနေချင်တယ်ကျမဆွယုံသည်သူ့လွတ်မပေးမနေရပါဘူးနင်ဘာဖြစ်နေလဲငါ့ကိုပြောမင်းတို့နင်ကအနိုင်မကျင့်နဲ့အနိုင်မကျင့်ပါနဲ့မင်းတို့ငါတောင်းပန်ပါတယ်င
ငိုရှိုင်းနေရင်တုံခိုက်စွာကျမအော်လိုက်တော့သူ့လက်တွေပြုံးကနေပြေးရောက်သွားသည်ကျမအင်အားမရှိတော့ပဲခွေးညွတ်ကမြေပြင်ပေါ်ထိုင်ချလိုက်ရ၏သူပါကျမနဲ့သူထိုင်ချလိုက်ပါသည်ကျမမျက်ရည်ကိုလက်ခုံဖြင့်ပုတ်တက်ပြီးတော့သူငေးကြည့်နေသည်သူစကားတစ်ခွန်းမှမပြောပါကျမဘာဖြစ်နေသလဲလို့ကိုတကယ်မသိပါတို့တော့ကျမကြောင့်သူ့တော်အေးထွန်းအလုပ်တွေမနိုင်မနှင်းဖြစ်ကြံရိတ်ခဲမည်ဟုသူခံစားရမှာတော့ကျမသိကြောက်ပါသည်ဒါပေမဲ့အဲ့ဒီတိုင်းဖြစ်သွားခဲ့ပြီလောကမှာကျမမဖြစ်စေချင်ဆုံးအရာတစ်ခုမှဖြစ်သွားခဲ့ရလေခြင်းကျမလေချောင်းနဲ့နာကျင်လာသည်ထိစိတ်ကိုထိမ့်ချုပ်မျိုးသိမ့်နေခိုင်းသူ့ကိုစကားတစ်ခေါက်မှမပြောနိုင်သူကလည်းဘာမှမမေးတော့ပါကျမတို့ငြိမ်သက်နေကြသည်ကျမရင်ဝင်ထဲသို့အဖြူဆွဆွပန်းကြီးတစ်ပွင့်ရောက်လာသည်ဖြစ်သည်ပန်းပွင့်ကိုကျမကောက်ခိုင်းလိုက်ချိန်တွင်ကျမတစ်ချက်ရှိုက်ငင်မိလိုက်သည်ထို့နောက်ပန်းပွင့်တွေကိုတွေ့ဝေစူးစိုက်စွာကြည့်နေရင်ပွင့်ချက်တွေကိုစိတ်ထဲရေတွက်နေမိသည်9 ခုစကားပွင့်လားလှရင်တော့မိစောသူတိတိတသားစကားလွှဲလိုက်သည်သူ့အတန်ကတတိထားပြီးပြောနေသလိုခက်ဆွန်းဆွန်းဖြစ်နေသည်ကျမခေါင်းငိမ့်လိုက်သည်ထို့နောက်သူ့ကိုမောကြည့်လိုက်သည်သူကျမကိုတေးသေးချာချာအကဲခတ်နေသည်ဟုထင်သည်သူဘာအကဲခတ်နေရလဲကျမမျက်လွှာချလိုက်မိသည်စကားပန်းမင်းနေကြောင်တော်တော်သိနေပြီလားသူခတ်ထဆမေးသည်နည်းနည်းပါဟုကျမဖြေလိုက်ပါသည်ဒါဖြင့်စကားပင်ကိုမက်ဂနိုလီယာလို့ဘာလို့ခေါ်လဲနင်သိလားမေစောခဏလေးအဲ့ဒါကိုသူကိုကကျမကမပြောပြခဲ့ဘူးထင်သည်မသိဘူးနောက်ထပ်ကြွေကြလာသောစကားပြူတစ်ပွင့်ကိုသူကောက်ယူလိုက်၏မောမကြည့်ပဲနဲ့ကျမမြင်သည်ပန်းကိုသူ့လက်ထဲမှာလှည့်ပတ်ကြည့်နေရင်ကျမကိုပြောပြနေသည်စကားမျိုးရင်းဝင်အပင်ကိုဥရောပတိုက်ထိတည်ပြီးမိတ်ဆက်ပေးခဲ့တဲ့ယောဂဗျာပညာရှင်နာမည်ကရဲမက်ဂနိုလီယာတဲ့ပြင်သစ်လူမျိုးသူ့နာမည်ကိုစားပြုပြီးတော့ပေးထားတဲ့နာမည်ပဲမိစောရဲ့သူကသမိုင်းနဲ့ပွဲရထားတဲ့သူယောဂဗျာကိုသူဘယ်လောက်သိနိုင်မှာလဲကျမမျက်မှောင်ကြုံရင်ကြည့်မိသည်မင်းဘယ်လိုသိရလဲသူ့ရီမောတန်ကိုကျမကြားရသည်ကျမမောကြည့်လိုက်မိပါသည်အခုမှနေရင်ပုံစံပြန်ဖြစ်သွားတော့တယ်စိတ်သက်သာရပါဟန်ဖြင့်သူပြောပြီးနောက်ငါရှာဖတ်ထားတာပေါ့တဲ့သူကတီးခံသောအပြုံးဖြင့်ခက်အေးဖြေနေသည်နင့်စာအုပ်ထဲမှာစကားပင်တွေကြောင်းထည့်ရေးခြင်းမယ်ဆိုတာငါသိရဲ့နင်လိုက်ရှာနေရင်နင်အချိန်ကုန်မှာပေါ့အားကြောင့်ငါစာကြည့်တွေသွားတဲ့အခါနင့်အတွက်ရှာပေးထားတယ်အင်တာနက်ဝင်တဲ့အခါနင့်အတွက်တစ်ခါတည်းရှာပေးထားလိုက်တယ်အခုနင်စကားပင်တွေနဲ့ပတ်သက်လို့ဘာသိချင်လဲငါမှာစာရွက်တွေစာအုပ်တွေတစ်ထပ်ကြီးရှိရဲ့နင်ငရံကိုရောက်ရင်ငါရှာထားတဲ့စာရုပ်စာရွက်တွေဖတ်ကြည့်ဖြားသွားမယ်သိလားကြီးကျယ်လိုက်တာကျမသူ့ကိုမျက်စောင်းထိုးလိုက်မိသည်အားထိုးလဲပြီးတော့ငါပဲအဲ့ဒါကြီးဖတ်ကမှာဘသူကအစင်သင်ပြောပြပေးနိုင်မှာမဟုတ်လို့လေအဲ့တော့အချောင်မကုန်နဲ့ပေါ့မေစော်ရဲ့ဘသူကပြောပြနိုင်မှာလဲကိုခွန်သာဆိုရင်ငါ့ကိုပြောပြနိုင်တယ်အမတ်တမဲ့ပြောလိုက်မိပြီးသူ့အထင်လွဲသွားတော့မှာပဲလို့ကျမစိတ်ပူသွားသည်သူ့ကိုကြပြကြရမောကြည့်လိုက်မိကျမစကားကြောင့်သူ့မှာထူးခြားသည့်အမှုရာမဖြစ်သွားပါမသိလိုက်မသိပါပဲစကားပွင့်လေးကိုငုံကြည့်နေသည်ကိုတွေ့လိုက်ရသည်ဒါပုံမှန်မဟုတ်ဘူးတကယ်ဆိုရင်ကျမပြောလိုက်မိသောနာမည်နဲ့သူသည်အစိမ့်သက်သက်ဖြစ်နေသည်ပဲသူစိတ်ဝင်စားဟန်တော့ပြရမှာပေါ့အခုလိုဘာမှမထူးခြားရင်ဆောင်နေသည်ဆိုရဲတခုခုကိုသိထားနေမှသိတာသည်
မင်းညိုကျမသူ့မျက်လုံးထဲသို့စိုက်ကြည့်ဖို့ကြိုးစားမိသည်သူကျမကိုမကြည့်ပါငါဒီမှာရှိမယ်လို့နင့်ကိုဘယ်သူပြောရလဲသူကပန်းပွင့်ကိုခက်လန်းလန်းသို့လှမ်းပြလိုက်၏ဒေါ်ကြီးတောက်ကပြောတာသူဘာပြောသေးလဲကျမအားတင်ပြီးမေးမိသည်သူကခက်လန်းလန်းရှိမျက်ပွင့်လေးတွေကိုနားမှနေသောလိပ်ပြာတစ်ကောင်ကိုအကြည့်မပြတ်စကားပြောလိုက်သည့်အခါလည်းညဖတ်ခဲ့သည့်စာအုပ်အုပ်နာမည်ကိုရွတ်လိုက်သလိုအမူအရာပဲဘာမှမထူးခြားနင်းတစေစကောင်နဲ့မိတ်ဆွေဖြစ်နေတဲ့အကြောင်းကောင်းပြီဒေါ်တရားသူ့ကိုအစီရင်ခံပြီးပေါ့ကျမဘာကြောင့်မပြန်ဖြစ်သည်ကိုကျမလောက်တော့ဘယ်သူမှအတိအကျသိမှာမဟုတ်ဒေါ်တင်စကားရင်ပို့ပို့တာတာစကားလုံးတွေပါသွားခဲ့မှသိကြသည်နင်ဘယ်လိုသဘောရလဲမင်းညိုကကျမဘက်သို့လှည့်ကြည့်သည်မျက်လုံးတွေမှာအရေးရောင်တစ်ခုခုကိုကျမရှာကြည့်သည်မယုံကြည်နိုင်မှုအံ့ဩမှုစိတ်မကောင်းမှုကျဉ်းနာမှုဘာမှမတွေ့ရပါဘာလို့ဘယ်လိုသဘောရရမှာလဲနေယုံလားတစေဆိုတာကတော့ရှိချင်လဲရှိမှာပေါ့ဒါကလူတွေသိနိုင်တဲ့အကြောင်းအရာထက်လွန်သွားတဲ့ကိစ္စတစ်ခုပဲငါမမြင်ရတာတစ်ခုကိုငါမယုံဘူးလို့ပြောလိုက်ရင်ငါမှားသွားမှာပေါ့သူကသူ့အကျင့်တိုင်းစကားကိုထိမ့်သိမ့်ပြောနေရပဲကျမသူ့ရှာကြားချင်တာယုံနေမယုံဒီနှစ်ခုရတစ်ခုနေယုံလားလို့ကျမအတင်းကျပ်ပြီးတော့သူခဏစဉ်းစားနေသည်ပြီးမှခေါင်းငိမ့်သည်ယုံတယ်မဖြစ်နိုင်ဘူးနေမယုံပါဘူးကျမအကြောက်ကန်ရင်းတော့သူကစိတ်ရှည်စွာပြုံးသည်ယုံမာရမီဆိုရာတစီတို့ပိတ်တာတို့ဆိုတာတကယ်ရှိရယ်ပြီးတော့ဖခင်ရဲ့တရားတော်တွေနဲ့သူတို့ကိုမြစ်တာပို့ရင်သူတို့ကောင်းရမွန်ရရောက်မယ်ဆိုတာလည်းယုံတယ်မင်းညိုလူလဲကြပြီဆိုတာကျမသိလိုက်သည်ကျမအနီးနားစကားပင်တွေကိုမျက်စိဝေဝဲကြည့်မိသည်အပင်အားလုံးသည်စောနာအတိုင်းဘာမှမပြောင်းလဲပါငြိမ်သက်သိပ်စိတ်နေသည်ပြောင်းလဲသောအရာသည်ကျမတို့ထက်ကစကားပင်တစ်ပင်နဲ့ထိုစကားပင်မှာစကားပွင့်တွေကတပွင့်ပြီးတပွင့်ကြွေကြနေသည်တယောက်ယောက်ကတစ်ပင်ပေါ်တက်ပြီးချွေချပေးနေတယ်လို့ပဲကျမနောက်တစ်ချိန်မော့ကြည့်လိုက်မိသည်ထိုအခါကျမသူ့ကိုသတိရသွားသည်နင်စကားပင်နေကြောင်းသိရဆိုရင်ဒီပင်ကဘာဖြစ်လို့သူများပင်နေနဲ့မတူဘဲနဲ့ငွေရောင်ဖြစ်နေလဲဆိုတာကိုသိလားသူပခုံးသွန်းလိုက်သည်မသိဘူးလေဒါပါစကားပင်လဲသူကသူမေးပြီးနောက်မတ်တရက်ကတစ်ပင်ကိုမော့ကြည့်သည်တစ်ပင်သည်သေးသွယ်ဖြောင်းမှန်လျက်မိုးတို့တဲ့ထောင်မှတ်နေသည်သူ့အကိုင်းခတ်တီပြန်ကျဲပုံကဘေးတို့မညီမညာတိတ်အုပ်ဆိုင်ကြီးလည်းမဟုတ်သူ့ရဲ့နဲ့လက်လန်းမမိသမီးနေရာရှိအကိုင်းတစ်ခုကိုသူ့ခြေထောက်ပြားလျက်ဆွဲယူသည်ပန်းပွင့်ကိုခူးတော့မည်ဟုကျမထင်လိုက်တော့လဲသူ့အရွက်ကိုကူးလိုက်ခြင်းဖြစ်သည်အစိမ်းရောင်ရွက်သည်တခြားသောစကားရွက်တွေနဲ့တော့တိတ်မတူလှပြီးနည်းနည်းကြီးသည်ဒီမှာကြည့်အရွက်ကိုကျမမတ်တက်ရက်လိုက်ပြီးသူပေးသောတရွက်ကိုယူလိုက်၏မိုးဆူဆုပ်ခဲ့လို့လားမသိစိမ့်ဆူတောက်ပနေသည်အောက်ဖက်ကိုကြည့်လေအရွက်ဤအောက်ဖက်အကျောမွာများပေါ်တွင်ငွေရောင်ဖြစ်နေသည်ဒီရွက်ရဲ့အောက်ဖက်ကငွေရောင်ဖြစ်နေတော့တို့လူတွေကအောက်ကပဲမောကြည့်ရတာလေအဲ့တော့ငွေရောင်လို့မြင်ရတာပေါ့တကယ်လို့သာကောင်းကင်ဘဝနေကြည့်မယ်ဆိုရင်တော့အပင်ကစိမ့်မောင်နေမှာပဲလေဒါဖြစ်ဒီပင်ကမြင်ကွင်းနှမျိုးမှာအယောင်နှမျိုးကွဲနေရပေါ့နော်မင်းညိုကျမတို့နှစ်ယောက်စလုံးပင်စီထိပ်ပိုင်းတနေရာတွင်နာမည်စာတန်းချိတ်ထားမှာပဲဟုမောကြည့်ရှာဖွေမိသည်ပင်စီကိုတစ်ပတ်ပတ်မိသောအခါမှစာတန်းတွေ့သည်မက်ဂနိုလီယာဗာဂျီနီယာနာ
ငါဒီပင်ချောင်းကိုဖတ်ဖူးရမေစောသူ့ကိုရက်ခေါ်တော့ Silver Bay စကားပြူလို့ခေါ်တယ်ငွေပင်လေဦးပြောငွေပင်လေဖြူစကားပြူပေါ့အတူကပြောရရင်ငွေစကားပြူဖြစ်မယ်ထင်တယ်အပင်ပေါ်မှာနောက်တစ်ပွင့်ကျွေးကြလာသည်ကျွေးလိုက်တာနော်လူလည်းမတိုက်ပဲနဲ့ကျမခတ်တိုးတိုးညီးပြီးတော့မင်းညိုကပြုံးသည်ညမိုးတက်တက်ရွာရထင်တယ်အပွင့်တွေကမိုးထန်ကြောင့်ကြွေချင်းချင်းဖြစ်နေခဲ့ပါလိမ့်မယ်ညမရွာပါဘူးငါအောင်ညနေကဆန်နေဆင်းခဲ့သေးတယ်မိစောစကားပန်းဆိုတာအလွန်နုနယ်အမျိုးအစားနော်ဟုတ်လို့လားအော်ခန့်လိုက်တာနင်ဘလို့ဖြစ်နေရလဲဘာမဆိုပုံကြီးချက်ခန်းစားနေပါလားဒီလိုသာဆိုရင်နင့်ကပိုင်ကဘလို့ပေါ်ပါတော့လက်နေရောမှာလဲအသေးဖွဲလေးကိုလိုက်ခံစားနေတကယ်အကြီးမားဆုံးပြဿနာတွေနဲ့ကြုံတဲ့အခါနင်ဘလို့ရင်ဆိုင်တော့မှာလဲမိစောလောကမှာလေတချို့ကိစ္စတွေကိုလက်ထူရှူထားရတယ်ဗုဒ္ဓမြတ်စွာဘုရားတော်တချို့မိကုန်းတွေမဖြေပဲထားခဲ့တာလူဘဝတူတူလေးအဲ့တူတူလေးမှာကိုယ့်ဘဝအတွက်ဘယ်ဟာအရေးကြီးတယ်လဲဘယ်ဟာလက်ထူရှူထားရမလဲဆိုတာကိုခွဲခြားပြီးသိရမယ်လीနော်လာပြီသူကျမကိုထုံးစံတိုင်းကြော်ပြောင်းစွာလွှမ်းမိုးတော်မူမိစောဆိုတဲ့လူတယောက်အတွက်အားရေးကြီးလဲတိုင်းပြည်ရဲ့အသိပညာအရေးကြီးလားပန်းကြွေတာအရေးကြီးလား opposite sex လူသားတယောက်အပေါ်စိတ်ကစားမိရဲ့ခံစားချက်ကအရေးကြီးလားအဲ့ဒါနဲ့အမြဲတတိကျစစ်ဆေးနေရမှာပေါ့သူကဘယ်တော့မှဆိုစကလုံးကိုအထာနာကောက်လို့မရရအောင်စီစစ်ရွေးချယ်ပြီးပြောတတ်သည်ကျမခံတာအောင်လဲစကလုံးတွေရွေးတတ်ပါသည်ကျမသူ့ကိုအတိုက်ခံပြောဖို့စိတ်မကူးမိပေမဲ့တခုတော့သူသိအောင်ပြောပြလိုက်ခြင်းသည်မင်းညိုမေစောကတာမန်မိန်းမပါနော်နင့်အမဒေါ်ရေးထွန်းလို့စိတ်တက်ကြန့်ခိုင်တဲ့အထင်ကြီးစရာမိန်းမမဟုတ်ဘူးတာမန်မိန်းမဆိုတော့တာမန်လိုပဲယောက်ျားတစ်ယောက်ကိုစိတ်ကစားခြင်းကစားမိမှာပဲကျမသူ့မျက်နှာကိုတဲ့ကြည့်ပြီးပြောမိသည်သူကလည်းကျမမျက်နှာကိုလွှဲမသွားပဲတဲ့ကြည့်လာပါသည်နင့်ဒေါ်အေးထွန်းဆိုတဲ့အသုံးတော့မသုံးပါနဲ့လို့ငါနဲ့ကိုပြောဘူးရယ်နော်အဲ့စကားလုံးမှာတခြားအတိတ်ပဲရောနေရယ်ကျမသူ့ကိုတခုခုပြောဖို့အားယူလိုက်ချိန်တွင်သူစကားအပြတ်မခံပဲဆက်ပြော၏ထားလိုက်အဲ့ဒါအရေးမကြီးဘူးအရေးကြီးတာငါပြောမလို့ opposite sex ကိစ္စငါတို့အားလုံးမှာအဲ့ဒီခံစားမှုဟာတစ်ချိန်မဟုတ်တစ်ချိန်ဝင်လာတာပဲငါလည်းစိတ်ကစားဘူးတာပဲဒါမဲ့ဘဝရည်မှန်းချက်တစ်ခုလုံးလွဲချော်ရတဲ့အထိတော့အဲ့စိတ်ခံစားချက်မှာနစ်ဖို့မကောင်းငါပြောချင်တာနင်အတိုင်းတာတစ်ခုရောက်သွားရင်ရက်ကမှာပဲကျမသူ့ကိုငေးမောကြည့်နေမိသည်နင်ဘသူ့ပေါ်မှာစိတ်ကစားဘူးတာလေဒီတော့နင်ခရီးတစ်ခုကိုသွားတဲ့ချိန်သွားရမယ်အေးပြန်လာတဲ့ချိန်နင်ပြန်လာရမယ်မပြန်ရောကျမဆို့အတင်းမှာခြင်းသည်လူတယောက်လှုပ်တဲ့နာတစ်ခုကိုမလှုပ်ရင်သူ့တယောက်တည်းထိခိုက်တာမဟုတ်ဘူးမေစောသူနဲ့ထိစပ်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးထိခိုက်တာအဲ့လိုမျိုးနင်ဖြစ်စေချင်မှာမဟုတ်ဘူးငါနင့်ကိုသိရမေစောအော်သူကတော့အရာရာအလုံးနဲ့ကြီးတိုင်းတာနေရသူပဲအခုငါဘာမှစိတ်မပါတော့မင်းညိုကျမအမှန်တိုင်းဝန်ခံလိုက်သည်မင်းညိုကကျမအားနူးညံ့သောအပြုံးဖြစ်ကြည့်ငါသိပါရဲ့ကျမသူ့မျက်ဝန်းများစီမှမျက်နှာလွှဲလိုက်မိသည်သူ့လက်ချောင်းများစီအကြည့်ပြောင်းသည်ပင်စီခောက်ကိုလက်ထောက်ထားသောသူ့လက်ချောင်းများသည်ရှည်သွင်းနေ၏လမ်းပြောင်းနေသူတယောက်ကိုလက်တွဲခေါ်ဖို့ကူညီခြင်းသောလက်များဖြစ်သည်ဒါမဲ့အဲ့ဒါခဏပါမေစောရဲ့နင်ကလက်တွဲဘွားတွေကနေစိတ်ကူးရင်ဥယျာဉ်တစ်ခုတည်းကိုရောက်သွားခဲ့ရအောင်နင်ကိုအိမ်မက်ဆန်တဲ့စကားပင်တွေကအိမ်မွေချထားခဲ့ရအဲ့ဒါကြောင့်နင်မနိုးတာသေးရတရားရောက်ကနင်ကိုလာနှိုးမှနင်တကယ်နိုးလာမှငါသိရဲ့အဲ့တော့နင့်ကိုနှိုးဖို့ညင်ပြီးမှငါလွဲပြီးတော့ဘသူများရှိအောင်မလဲငါပဲရောက်လာရတာပေါ့နင်ဒီလာခဲ့အတွက်
ငါတကယ်တောင်းပန်ပါတယ်မင်းညိုရဲ့နင့်ကိုလာစီချင်လို့ငါတမင်မပြန်မဲနေခဲ့ရလို့နင်းထင်လားမထင်နဲ့နော်ငါလေတကယ်မပြန်နိုင်သေးရငါမလိမ့်ပါဘူးသူက6တွေ့စွာရေမောပါသည်ငါသိပါရဲ့နင့်ကိုငါသိပါရဲ့မေစော်ရဲ့ကျမသူ့ကိုမကြည့်ပဲကျေးဇူးတင်စွာကောင်းခြင်းမိတကယ်တော့နင်းဘွားနဲ့ငါဘွားဘာမှမဆိုင်ဘူးလေမင်းညိုနင်းလျှောက်တဲ့လမ်းငါလျှောက်တဲ့လမ်းခဏတူတော့အခိုက်နင်းငါဘောစေနာနဲ့ကူညီခဲ့ရတဲ့အတွက်ငါရဲ့ကျေးဇူးတင်ပါတယ်ငါအတွက်နဲ့နင်းအလုပ်တွေဖြတ်ခဲ့ရတော့ပြန်တွေ့ရင်ငါဝမ်းနဲ့မိရောမှသိချပဲနင်မလာပဲနေလို့ရတဲ့ခီးတစ်ခုကိုနင်လာခဲ့ရတော့နင့်အကျွေးတစ်ခုငါ့ပေါ်မှာတင်သွားပြီငါ့ကိုခွင့်လွတ်ပါနော်ကျမထိုစကားများကိုဝမ်းနဲ့အားနဲ့စိတ်ဖြင့်ပြောမိသလားနာကျင်ခါးသိမှုဖြင့်ပြောမိသလားမသိစိတ်ခံစားချက်နှစ်ခုလုံးဖြင့်ပြောမိရတာဖြစ်နိုင်သည်အော်သူဤတိုးတိတ်တော်အာမေတိုင်း၌အံ့ဩမှုတွေကိုကျမခံစားမိရသည်ထို့ကြောင့်ကျမမောကြည့်လိုက်မိသည်သူကကျမကိုတစ်ခါမှမမြင်ဘူးသလိုငေးကြည့်နေသည်ကိုတွေ့ရသည်နင်ပြောင်းလဲနေရတော့အမှန်ပဲမိစောနင်ငါ့အပေါ်မှာတော်တော်အားနာနေရပဲအားနာတာတို့အကျွေးတင်တာတို့ဆိုတာနင်နဲ့ငါကြားမှာဘယ်တော့မှရှိလာမှာမဟုတ်ဘူးလို့ငါထင်ထားခဲ့တာသူဝမ်းနေသွားသလားဟုကျမအကဲခတ်ကြည့်လိုက်မိသည်သူ့မျက်နှာကိုကျမမဖတ်တတ်ပါငါကိစ္စကြောင့်နင့်ကိုယ်ရေးကိုယ်တော်မထိခိုက်စေချင်လို့ပါမင်းညိုအားနာရဆိုတာဒီလိုလေငါကြောင့်များမိစောငါကြောင့်နင့်ကိုယ်ရေးကိုယ်တော်ထိခိုက်မှာမစိုးရိမ်ဘူးထိခိုက်တဲ့ထိခိုက်မဲဆိုတဲ့စိတ်နဲ့ငါလာခဲ့တာသူကခက်မဲ့မဲ့ပြုံးလျက်ကျမကိုစိုက်ကြည့်မိသည်နေမရောက်လာလို့ငါစိတ်ပူနေရတဲ့တစ်ချိန်လုံးငါစဉ်းစားရနင့်ကိုယ်ကြီးကိုယ်တော်ငါဝင်ဆွတ်ပတ်တင်သလားလို့အကျိုးပြစ်တွေကိုလည်းငါစဉ်းစားရငါဆွတ်လာခေါ်လို့နင်ငါ့ကိုမုန်းချင်မုန်းမယ်အဲ့ဒါလည်းငါတွေးမိရပဲဒါမဲ့နင်စာကြည့်ရိုက်မှလောက်ကိုလောက်ရမယ်ပြင်သစ်ကိုလည်းသွားရမယ်ဒီလိုဖြစ်ဖို့အတွက်နင့်တော့တောက်ငါယူရမယ်ဆိုလဲငါယူရဟာကျမညက်ရည်လဲကျင်လာပြန်သည်ငါမလိုက်ချင်ဘူးဆိုရင်ရောငါတော်တော်ညံ့နေကောင်းလို့ဒေါသထွက်မှာပေါ့နင်လိုက်ချင်အောင်ခေါ်ဖို့နီးရင်ငါတိတဲ့တင်တယ်မဟုတ်ဘူးလားဒီကြားထဲမှာအောင်မြင်တော့ငါညံ့လို့ပဲဖြစ်မှာပေါ့နော်မီစောသူစိတ်ရှည်လက်ရှည်ဖြစ်ခေါ်ဖို့ဆုံးဖြတ်ထားပုံရသည်ကျမပြုံးလိုက်မိငါ့ကိုနင်းနောက်ခေါ်ဖို့ဘာနီးမှသုံးနေစရာမလိုပါဘူးမင်းညိုရဲ့မီစောနင်လိုက်ခဲဆိုတခုံးနဲ့ပြီးပါရဲ့ကျမသူ့မျက်လုံးထဲသို့တဲတဲကြည့်ပြီးပြောချလိုက်သည်သူ့မျက်နှာထားလုံးဝပြောင်းလဲမသွားပါကျမကိုစူးစိုက်ကြည့်နေတဲ့ဖြင့်မျက်လုံးတွေကလည်းအရင်ထပ်ပိုပြီးနူးညံ့မသွားပါသူကျမကိုအမိန့်ပေးတယ်လို့စကားတခွန်းပြောလိုက်သည်ကောင်းပြီဒါဖြင့်နင်လိုက်ခဲ့စကားဆုံးသည့်အခါသူ့နေရာမှလှည့်ထွက်လိုက်၏ကျမခဏကြောင်သွားပြီးနောက်သူ့အနောက်မှအတူလိုက်ပါသွားရပါသည်ကျေးဇူးတင်ပါတယ်ဇာတ်သိမ်းပိုင်းမှာပြန်တွေ့ပါမယ်